မင်္ဂလာပါကျွန်တော် YouTube channel လေးကိုမလုပ်ဖြစ်တာကြာပြီပေါ့နော်လုပ်ကိစ္စကြီးကလည်းရမ်းများနေတာနဲ့လုံးဝကိုအရှင်မပေးနိုင်ပဲဖြစ်သွားတာပေါ့နော်အဲဒီတို့ကြောင့်တောင်းပန်ပါတယ်ကျွန်တော်ဒီရက်ရှိတော့ဒီကျွန်တော်တယောက်ထဲမဟုတ်ပေါ့နော်ကျွန်တော်တို့ဇနီးမောင်နှံပေါ့ဇနီးမောင်နှံကျွန်တော် YouTube channel လေးကလည်းဘာသာရေးနဲ့ဆိုင်တဲ့ YouTube channel လေးဖြစ်တဲ့အတွက်ရှေ့လျှောက်ပါဇနီးမောင်နှံ2ယောက်ဟာဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘေးပေါ့နော်အဓိကကတော့ဒီဘုဒ္ဓရပွဲလေးတွေတံဝေကရပွဲလေးတွေကိုကျွန်တော်တို့ဇနီးမောင်နှံ2ယောက်ရှေ့လျှောက်လှုပ်ဆောင်ဖို့စီမံဆွဲထားပါတယ်။ဘာကြောင့်လဲဆိုတော့စက်တိုက်လှုပ်ဆောင်ခြင်းပေမဲ့မအားလက်ဘူးပေါ့နော်။ကိုယ့်ဘော်ကိုမဖန်တီးနိုင်ကိုယ့်ဘော်ကိုမပိုင်နိုင်တဲ့အနေအထားမျိုးလေးတွေဖြစ်နေသေးတဲ့အနေအထားကနေပြီးတော့များမကြာခင်မှာပေါ့ကိုယ့်ဘဝကနေပြီးတော့ကိုယ့်ဘဝကိုဖန်တီးနိုင်ကိုယ့်ဘဝကိုယုံထွက်နိုင်ဖို့အတွက်အစီအစဉ်လေးတွေဆွဲထားတယ်ဆောင်ရွက်တော့မယ်ပေါ့နော်ကိုယ့်ဘဝကိုစီမံနိုင်ဖို့အတွက်ပေါ့အဲကြတော့ချိတ်ချောင်းကျွန်တော်တို့ရဲ့နေ့စဉ်လေးပုံမှန်ပေါ့နော်နေ့စဉ်ပုံမှန်တင်ဆက်ထားလေးတွေကိုအားပေးနားဆင်ပြီးတော့ကြည့်ရှုပေးကြပါအောင်လို့ဒါအရင်ဥစွာပေါ့နော်ပထမဒါမေတ္တာခြေထားပြောဆိုချင်ပါတယ်ပေါ့နော်ဒီကနေ့ကတော့ကျွန်တော်ဒီဘာသာရေးတွေကနေပြီးတော့ပေါ့နော်အဓိကတော့story လေးတစ်ခုပေါ့အဓိကတော့ကိုရီးယားကျွန်တော်တို့အသက်30ပြည့်ပြီးသွားပြီပေါ့နော်အသက်30ပြည့်ပြီးသွားပြီဆိုတော့လူတွေဟာလူဘဝတက်တန်းလေးကအခုဆိုရင်85နှစ်တက်တန်းလေးပေါ့နော်85နှစ်တက်တန်းလေးမှာအခုရှင်ဒီကျွန်တော်တို့ဟာဒီပေါ့ပါလဲဆိုရင်သူများရဲ့လုပ်ငန်းတွေမှာကျွန်တော်တို့လုပ်နေရတဲ့အနေအထားပဲရှိသေးတယ်ပေါ့နော်အဲဒါကြောင့်သူများရဲ့လုပ်ငန်းတွေကနေပြီးကျွန်တော်တို့လုပ်နေရတဲ့အနေအထားကနေပြီးတော့ရုံးထွက်ဖို့ကျွန်တော်တို့ကြိုးစားရမယ်ပေါ့ဒီလိုမျိုးရုံးထွက်ဖို့ကြိုးစားမယ်ဆိုပြီးတော့အသက်20ကျော်24 25ပရိယာမှဒီစိတ်ကူးရှိခဲ့တာတနေ့ကျရင်တော့ကိုယ့်ခြေထောက်ကိုရက်တည်ပြီးတော့အဓိကတော့ကိုယ့်ခြေထောက်ကတော့အခုလည်းရက်တည်သေးပါပဲပြောချင်တာကိုယ့်ဘဝကိုပိုင်တဲ့ကိုယ့်ဘဝကို control လုပ်နိုင်မဲ့ဘယ်သူမှကိုယ့်ကိုလာခိုင်းတာသူများခိုင်းတာကိုလောက်ရတဲ့ဘဝမျိုးကနေမလွတ်အောင်ကြိုးစားမယ်ဆိုပြီးတော့အချိန်ခါ